အားတရကျော်ပါတဲ့တမ်းမ33လိုမျိုးစစ်ကောက်စီရဲ့လက်အောက်ခံနော်နာမည်ဆိုးလက်ရှိတဲ့စစ်ကြောင်းတစ်ခုလုံးရာခိုင်နှုန်း80နီးပါးပျက်စီးသွားတယ်ပြောချင်တဲ့အချက်က3နာရီလုံးလုံးလေကြောင်းပစ်ကူလုံးဝမရောက်လာခဲ့ဘူးအဲ့ဒါပြောချင်တာလုံးဝမရောက်လာခဲ့ဘူးအဲကြောင့်မို့လဲတက်တည်ပြောင်းဆိုပြူစောတိခါးစာဘိုင်းရနေပြီးတော့စစ်တိုင်းမှုကိုဝေဖန်နေတယ်ဆိုတဲ့အချက်တွေထွက်ပေါ်လာတာအဲ့ဒါတွေအခုစင်ရတို့ပြောတဲ့အထဲမှာလည်းပါတယ်သတင်းအခုဆိုရင်ဒီနေ့သတင်းမှာဆိုရင်မောတောင်ကြတယ်ရခိုင်မှာမျိုးတွေပါတယ်ကိုအေးတို့ပူတိတ်လာတယ်ထိစက်နှစ်မြေတွေကိုစရေးရပူဖွင့်ထုတ်လာတယ်ရှေ့ကိုနော်တကယ်ကတော့ဒါကိုကြည့်ပြီးတော့စက်ကောက်စရာနာမည်ဆုံးရှုံးနေပြီထည့်နေလို့တော့မရဘူးပွဲကျန်းနေတဲ့အခြေအနေကပို့ပြီးတော့ကောင်းတဲ့အခြေအနေကဒါဟာနာမည်တိုက်ပွဲမဟုတ်ဘူးစက်ကောက်စီဟာသူ့ရဲ့နေပြည်တော်ကနေစစ်ဘုတ်အမိတ်ပေးစနစ်တစ်ခုပြုတ်ကွဲသွားတဲ့ active command disintegration လို့ခေါ်တယ်နော်စစ်ရဲ့ဘုတ်အမိတ်ပေးစနစ်ပြုတ်ကွဲသွားတဲ့အခြေအနေကိုကျွန်တော်တိတိကျကျဒါကိုဒီနေ့မှဆိုရင်ဒါ highlight လုပ်ပြီးတော့တင်ပြမှာအဲ့လိုမျိုးစက်ကောက်စီရဲ့အမိတ်ပေးကုတ်ကဲမှုစနစ်ဘယ်လိုပြက်ပြီးတော့ပြုတ်ကွဲသွားလဲဆိုတော့ခိုင်မာတဲ့အချက်လက်နဲ့ယူထုတ်တာခိုင်မာတဲ့အချက်လက်ကနေ့စဉ်သတင်းအားယူတာအဲ့ဒီလိုမျိုးသတင်းဆိုတော့အများကြီးပြောရမှာပေါ့ဗျာမောတောင်သိတာတို့တခြားနေပြည်တော်နာကကင်းသိတာတို့အဲ့ဒါတွေရှိတယ်လေဒါအဲ့လိုမျိုးတော့မဟုတ်ဘူးပြီးတော့တခြားတိတက်ပေးပို့ထားတဲ့ဥစ္စာတွေမှာလည်းအရေးကြီးတဲ့ဟာပဲယူတာပေါ့အားလုံးအိတ်သိမရေးမပြောဖြစ်ပါဘူးအဲ့ဒါမျိုးပါသတင်းမျိုးတိတက်နေ့လက်သတင်းမနေ့သတင်းညနေသတင်းဆိုတာတဲ့ပို့ပြီးခိုင်မာအောင်အတီးပြုတ်တဲ့တီးဖြတ်ထားပါတယ်စီစစ်ထားပါတယ်ပေါ့နော်ဒီတော့ကျွန်တော်ပြောချင်တဲ့အဓိကအချက်က၄နဲ့ပါတယ်အဓိက highlight တစ်ခုကနာမည်ဆုံးရှုံးနေတဲ့တိုက်ပွဲတစ်ခုမဟုတ်ဘူးစစ်ကောက်စီကဒါဟာစစ်ကောက်စီရဲ့ဘဟုစစ်ဘဟုအမိတ်ပေးစနစ်လုံးဝပြိုကွဲသွားတဲ့အခြေအနေကိုကျွန်တော်တက်တည်ပြချင်တာကစစ်ကောက်စီရှေ့တန်းကရန်သူကိုရှုံးတာကျွန်တော်တို့ PDF ဒေါ်လာရေးတိုင်းသားလက်နက်ကိုင်တွေရှုံးတာထက်နောက်တန်းကသူတို့စနစ်တစ္ဆာဖောက်မှုကိုပို့ပြီးခန့်နေရတာဥပမာပေါ့တက်တည်ပြမယ်ဆိုရင်ကျွန်တော်တို့စကိုင်းကိုကြည့်လိုက်စကိုင်းခင်ဦးကမ်ဘလူဒါတိုက်ပွဲသတင်းတွေအားလုံးသိပြီးသားအဲ့ဒီလိုမျိုးဒီဒါတိုက်ပွဲတွေကိုအရင်ဆုံးကြည့်လိုက်ပြီးရင်နယ်ဇက်တွေပေါ့ဗျာတိုင်းသားဒေသတွေတိုက်ပွဲတွေကြည့်လိုက်စစ်အုပ်စုစစ်ကြောင်းကို PDF မဟာမိတ်တွေဖျက်တိုက်တယ်90လောက်တေးတယ်15ယောက်အရှင်မိတယ်စစ်ကြောင်းမှုပါတေဆုံးတယ်စကိုင်းတို့ဘာလို့ဖက်မှာဆိုရင်လည်းအလဲပိုင်းမှာဒါဟာအပေါ်ရမျက်နှာစာသတင်းအဲ့ဒီမှာမြုပ်ထားတဲ့အချက်ကဘာလဲဆိုရင်အလဲပိုင်းတိုက်ပွဲတစ်ခုဟာ3နာရီနီးပါးကြာခဲ့တယ်အားတရကျော်ပါတဲ့တမ်းမ33လိုမျိုးစစ်ကောက်စီရဲ့လက်အောက်ခံနော်နာမည်ဆိုးလက်ရှိတဲ့စစ်ကြောင်းတစ်ခုလုံးရာခိုင်နှုန်း80နီးပါးပျက်စီးသွားတယ်ပြောချင်တဲ့အချက်က3နာရီလုံးလုံးလေကြောင်းပစ်ကူလုံးဝမရောက်လာခဲ့ဘူးအဲ့ဒါပြောချင်တာလုံးဝမရောက်လာခဲ့ဘူးအဲကြောင့်မို့လဲတက်တည်ပြောင်းဆိုပြူစောတိခါးစာဘိုင်းရနေပြီးတော့စစ်တိုင်းမှုကိုဝေဖန်နေတယ်ဆိုတဲ့အချက်တွေထွက်ပေါ်လာတာအဲ့ဒါတွေအခုစင်ရတို့ပြောတဲ့အထဲမှာလည်းပါတယ်သတင်းတွေထဲမှာလည်းတွေ့ရတယ်ဒါဟာမဟာဗျူဟာအရေးကြီးတယ်လေရင်မရှိလို့တိုက်လေရင်မရှိလို့လားဆိုမဟုတ်ဘူးဟုတ်အန်ဒီစုမင်္ဂလာပါနော်တိုက်လေရင်မရှိလို့လားမဟုတ်ဘူးစကိုင်းလို့နေရမျိုးကို3နာရီကြော်ကြာတိုက်ပွဲမှာဘာလေချောင်းမှမလာခဲ့ဘူးဒါဟာအဓိကအချက်ဆိုလိုချင်တာကလက်တွေ့အခြေအနေရရှေ့တန်းကစစ်ကြောင်းတကြောင်တိုက်ပွဲဝင်နေတဲ့အခြေအနေကိုဘခုကနေပြီးတော့လောကဆွတ်ပစ်ထားတဲ့အခြေအနေ yes on လို့တမ33လို့နော်ဖားကမ်းမှာအစီရစ်ပြီးတော့တက်တာနေခဲ့တဲ့တပ်တွေစကိုင်းဒေသက PDF အမိခံတွေရဲ့အခြေအနေမှာကိုမိကိုသူတို့ဒါစကိုင်းဖက်ကနော်တမ33ဆိုတော့စကိုင်းဒေသစကိုင်းသားလို့ပြောလို့ရတယ်ကိုမိကိုပြန်ရတဲ့အချိန်မှာဈေးဥပအခုလိုခံရတာပဲဆိုလိုချင်တာကစက်ကောက်စီရဲ့အပေါ်ကနေပြီးတော့ကိုအောက်ကတက်ကိုကောက်ွယ်ပေးမဲ့စနစ်လောကပြတ်သုံးသွားတော့ကိုပြလိုက်တာပဲဟုတ်လားနော်3နာရီကျော်ကြာတိုက်တာတော့မှလေရင်ပြစ်ကူမလာခဲ့ဘူးထပ်ပြီးတော့ကြည့်ပါခိုင်မာတဲ့နောက်ထပ်အချက်ကတောင်ဖက်ပိုင်းမှာကြည့်ARD တို့ဘာလို့ရှိမှာပေါ့ဗျာနောက်တခြားနေရာတွေမှာလည်းဗဒန်းတို့ဘာလို့ရှိတယ်ဒါဟာလည်းရှေ့တန်းတစ်ခုမဟုတ်ပါဘူးဆိုလိုချင်တာကဗဒန်းတို့ ARD တို့ဆိုတာတဖြည်းဖြည်းအလက်ပိုင်းAA တို့ဖြစ်ဖြစ်မဟာမိတ်တွေထိုးဝင်လာတဲ့ red base ပေါ့ဗျာ rear base နောက်တန်းဌာနချုပ်နာကတ်လာတာနော် ARD မှာဆိုလည်းအရှိတောက်တိုင်းစစ်ဌာနချုပ်ရှိတယ်ဒီတော့နိုင်ရီကန်တို့ဘာလို့အမြောက်တက်ရင်လည်းကြည့်လိုက်အောင်အမြောက်တက်305ကပ္ပစ14အဲ့ဒါဆိုရင်ဒါသူတို့ရဲ့နောက်တန်းခံစစ်နာရောက်လာတာအဲ့လိုရောက်လာချိန်မှာစစ်သားတွေအစုလိုက်အပြုတ်လိုက်လက်နက်ချအထွက်ပြေးအလင်းဝင်အမျိုးမျိုးဖြစ်နေတယ်အေတို့မှာထုတ်ပြန်ချက်အရဆိုရင်စုစုပေါင်း81ယောက်လက်နက်အပြည့်စုံနဲ့
နော်ထွက်ပြေးပြီးခိုးလုံလာတယ်လက်နဲ့ချလာတယ်ဒါဟာတိုက်ပွဲရှုပ်လို့ထွက်ပြေးလာတာမဟုတ်ဘူးနော်ရှင်းပြောရင်အဲ့နေရာကိုရောက်လာခါစားပဲဒီတိုက်တာမတိုက်ရသေးပါဘူးဒီတော့ဒါဟာအနောက်ကနေပြီးတော့သူတို့ကောက်ွယ်ပေးမဲ့စနစ်တစ်ခုအယုံကြည်လုံးဝမရှိတော့လို့နော်သူတို့စဉ်းစားချက်အရထွက်ခွာပြီးတော့လက်နဲ့လက်ချတာပို့ဆိုးတာကပါတယ်အဲ့ဒါကိုပို့ပြီးတော့ခိုင်မာသွားတဲ့အချက်ကထွက်ပြေးသွားတဲ့စစ်တပ်တွေကိုတက်သားကိုပြန်ဖမ်းဆီးဖို့အင်အား90လောက်ပါတဲ့စစ်ကြောင်းနော်ပသိမ်မော်ရလမ်းတစ်လျှောက်ရွာတွေကိုတင်တဲ့တွေပြစ်ဖောက်ပြီးဝင်ရှာနေရတယ်။ဘာကြောင့်ထွက်ပြေးသွားတဲ့အသက်တန်လိုက်ပြီးတော့ရှာနေအဲ့ဒါတက်တည်ပြနေတာ။ရှင်းပြောရရင်ရန်သူကိုတိုက်ရမဲ့ resort အင်အားတွေကိုလူကိုပြန်ဖမ်းဖို့အတောက်ပြုနေရတဲ့မဟာဗျူဟာမြောက်တွင်းနဲ့ကြီးတစ်ခုတည်းကိုစစ်ကောင်စီရဲ့ဗဟိုကွက်ကဲမှုစနစ်ပြိုကျသွားတာ။သဘောပေါက်လား။အဲ့ဒါမျိုးပြောချင်တာ။ဒီတော့အဲ့ဒါကိုမြင်အောင်ကြည့်ဖို့လိုတယ်။လေကြောင်းပြစ်ကူမလာဘူး။လက်နဲ့ချတဲ့လူကိုပြန်ဖမ်းဖို့စစ်တိုင်းမဲ့အင်အားကိုပြန်သုံးနေရတယ်။ဒါနှစ်ချက်ပြီးတော့ကျွန်တော်ပြောချင်တဲ့ကောက်ချက်ကရှင်းပါတယ်မော်တာတို့ဘာလို့တိုက်ရဲနေသက်ဒေသလက်လွတ်လိုက်ရတယ်ရခိုင်မှာလည်းမျိုးတွေဆုပ်ရှုပ်တဲ့စစ်ကောက်စီဒါတွေအကုန်လုံးကတော့သူတို့အတွက်ယောဂလက္ခဏာတွေဖြစ်နေတာစစ်တပ်တစ်ခုရဲ့နေရာဆောယောဂလက္ခဏာတွေဒါပေမဲ့အဲ့ဒီယောဂတွေအားလုံးရဲ့တကယ်ယောဂအစစ်မှန်ကနေပြည်တော်ရဲ့ Central Command စစ်ဗဟိုကွက်ကဲမှုစနစ်ကရှီတန်းစစ်ကြောင်းတွေအပေါ်ကိုတက်ရောက်တဲ့ထိချုံနိုင်စွမ်း control မရှိတော့ဘူးလို့တို့လို့စီမံလို့မရတော့ဘူးအဲ့ဒါနေပြီးတော့ထောက်ပံ့လို့တဲ့စိတ်ရောလောကပျက်စီးသွားပြီဒီကောင်တွေတော့ထောက်ပံ့မနေနဲ့တော့ဆိုတဲ့အခြေအနေမျိုးလှုပ်လိုက်တာပဲဒါဟာတော်တော်ဆိုးတဲ့ကိုချင်းချင်းကိုနော်ကိုရဲပေါ်ချင်းချင်းကိုလက်လော့ခံလိုက်တဲ့အခြေအနေဒီတော့ကျွန်တော်ပြောချင်တာကနယ်မြေတွေအကြောင်းပြောနေတာမဟုတ်ပါဘူးနယ်မြေတိုက်တဲ့အကြောင်းပြောနေတာမဟုတ်ဘူးနော်စစ်သားတွေရဲ့မိုးရစိတ်ဓာတ်ကြားနေတဲ့အကြောင်းနော်အဲ့တော့ပြောတာစကိုင်းမှာ3နာရီစစ်ကူမလာလို့စစ်ကြောင်းမှုပါကြာဆိုးသွားတဲ့ဖြစ်ရပဒန်းကအမြောက်တက်ရင်ပုတ်ခုံကစစ်သားတွေထွက်ပြေးလာတယ်ရှင်းရှင်းလင်းလင်းမြင်နေရတယ်အားလုံးသိသွားတယ်စစ်တပ်ထဲမှာငါအလက်ကျရင်ဒီကောင်တွေဟာနော်သူတို့ရဲ့အဓိကနေရာမဟုတ်ရင်ကုချင်မှကုမယ်ကဲချင်မှကဲမယ်ဆိုပြီးတော့ဒီတိုင်းပဲဆိုတာကိုစစ်ကောက်စီစစ်သားတွေကသိသွားပြီဒါကြောင့်သူတို့အသိမခံမဲ့အရင်ထွက်ပြေးလာတာပြောချင်တာကဒီကနေ့သတင်းလေးမှာစစ်ကောက်စီဟာရန်သူ2ယောက်နဲ့တိုက်နေရတယ်နံပါတ်1တော်လိုင်းတပ်ဖွဲ့အင်အားစုတွေနံပါတ်2ကသူတို့တိုက်ရင်းတွေထဲမှာရှိတဲ့လုံးဝပြိုကွဲသွားပြီဖြစ်တဲ့စိတ်ဓာတ်ရောအဲ့ရနေပြီးတော့လက်တွေ့ကိုဘာတက်ရောက်လဲဆိုရင်သူတို့အတွက်ကစစ်ကောက်စီအတွက်ကတော့ရှင်းပါတယ်သူတို့ဟာဒါကိုအချိန်မီစစ်ရေးရပြန်လဲစုဖွဲ့နိုင်တဲ့ regroup ပြန်လုံးနိုင်စွမ်းမရှိတော့ဘူးသူတို့ကလုံးလဲကြံတဲ့သူတို့ရဲ့အာသာချက်လက်နက်ကအရသားတွေကိုပြင်းမှတ်ထားတိုက်ခိုက်တဲ့အကြမ်းဖက်တယ်ဝက်လက်မှာရွာစနေရွာမိရှုပြစ်လိုက်တယ်ထိုင်းနယ်စပ်မှာလေကြောင်းဘုတ်ကျဲတယ်ဒါဟာမြေပြင်စစ်ကြောင်းအင်အားရှိလို့လုံနေတဲ့ပုံစံလည်းမဟုတ်ပါဘူးစစ်ရေးရရှုံးနေတာကိုငါတို့တိုက်နေသေးတယ်ဆိုတော့ပုံစံမျိုးဖုံးကွယ်ဖို့လုပ်နေတဲ့စိတ်ဓာတ်ကြသမားရဲ့လောက်ရတွေတဘောပေါက်ရလားဒီတော့သတင်းအချက်လက်တွေကနော်တဖြည်းဖြည်းနဲ့သူတို့ကိုရလာတဲ့ command ဘို့ကိုကွက်ကဲမှုကိုပို့တဲ့အချက်လက်တွေကပို့ပြီးတော့ပိတ်ဆို့ခံလာရလိမ့်မယ်အဲ့ဒါကို freedom on the net အစီအခံစာကအသက်တည်ပြနေပြီသားတော့ကြည့်လို့ရတယ်ဒီတော့ကျွန်တော်ပြောချင်တဲ့အကြံပြုချက်ကဒါဟာကျွန်တော်ဖက်ကကြည့်အားတာချက်လာအန်နေပြန်ပြီဒီနေ့တော့စိတ်ဘာမှမဖြစ်ဘူးနော်မနေ့ကတော့အန်နေလို့မူးနေရထင်တယ်ဒီတော့ပြောချင်တဲ့အချက်ကအကြံပြုချက်ကဘာလဲဆိုရင်တော်လိုင်းအင်အားစုတွေရောမူဝါဒချမှတ်တဲ့သူတွေရောကျွန်တော်တို့ဟာနယ်မြေတွေပထဝီတွေ geography တွေကိုတိုက်ပိုက်ဖို့ကြိုးစားနေတာထက်အခုပို့ပြီးတော့ဒီနေ့အချက်လက်တွေရဆိုရင်စစ်ကောက်စီအချင်းချင်းမယုံကြည်မှုတွေနဲ့တန်းဆော့ခွာထွက်ပြေးလေကြောင်းပြစ်ကူမလာတဲ့ဟာတွေကိုကျွန်တော်တို့ကတံပြန်ပြီးအရှိန်ခုံနဲ့ပြစ်မှတ်ထားစိတ်ဓာတ်ဖြုတ်ခွင်းရေးကိုလောက်ရမှာနော်ဘာဖြစ်လို့လဲစကိုင်းမှာတက်တက်ပြပြီးသွားပြီတမ33လို့အခြေခံစကိုင်းသားတွေရတက်တာမှာပဲ3နာရီလောက်ကြာတော့ပြစ်ကူမလာဘူးလေကြောင်းပြစ်ကူဆိုတာအမြဲတမ်းမလာဘူးဆိုတာကိုသူတို့တက်သားတွေနားလည်နေပြီပဒန်းမှာလည်းတက်တက်ပြပြီးပြီနောက်တန်းကအမြောက်တက်သားအဆင့်နေတောင်မှထွက်ပြေးဖို့အဆင်သင့်ဖြစ်နေတဲ့အခြေအနေဒီတော့တက်ကိုလိုက်ပြီးတော့အသေးခံပြီးမတိုက်ပါနဲ့တက်သားတယောက်ချင်းစီရဲ့ဘဟုကွက်ကဲမှုစစ်ဘဟုအပေါ်မှာယုံကြည်မှုကိုစိတ်ဓာတ်စစ်စင်ရေးနဲ့တိုက်လို့ရပါတယ်နော် PS1 update လုပ်လို့ရတယ်စိတ်ဓာတ်စစ်စင်ရေးတွေမတော့ရသေးဘူးကျွန်တော်တို့မှာငါတို့စီလာပါဆိုတဲ့အပြော့ line ကနေဖိတ်ခေါ်တာမျိုးနော် defection ဘက်ပြောင်းတာမျိုးဆိုတာထက်မင်းတို့ရဲ့စစ်ကြောင်းမှုတွေဟာမင်းတို့ကိုဘဟုကနေစွန့်ပစ်လိုက်ပြီဆိုတဲ့အချက်လက်ကို
တိတိကျကျတင်ပြတာမျိုးပြောဆိုတာမျိုးဟာတက်တိတစ်ခုအနေနဲ့ပြလို့ရတယ်ပြီးတော့မင်းတို့လည်းပဲငါတို့တိုက်ရင်မကြခင်မင်းတို့လည်းနော်ဆွန့်ပစ်မှာပဲဆိုတဲ့အမှားလိုင်းပုံစံမျိုးတိုက်ခိုက်မှုကိုပြောင်းဖို့လိုတယ်စစ်တပ်တစ်ခုလုံးရဲ့အကြီးမားဆုံးအားနည်းချက်ကပြိုကွဲနိုင်ချေအများဆုံးကနယ်မြေဆုံးရှုံးတာမဟုတ်ဘူးအဲ့ဒါကအင်အားကောင်းလာရင်လေကြောင်းထိုးစစ်နဲ့ပြန်သိမ်းလို့ရတယ်အမိတ်ပေးစနစ်အောက်ခြေကိုတန်တရားဝင်သွားတာအောက်ခြေကနေပြီးတော့အပေါ်ကနေအမိတ်ပေးစီးဆင်းမှုစနစ်မလာဘူးမကူဘူးမတိုက်ခိုက်ပေးဘူးဆိုတော့တန်တရားဝင်ပြီဆိုတာနဲ့ဒီစစ်တပ်ပြိုကွဲတာပဲ yes or no အဲ့တန်တရားကိုပို့ပြီးတော့ပေါ်လွင်အောင်လက်တွေ့ကြကြမြင်သာလာအောင်ထိထိရအောင်နဲ့မိမောင်းထုတ်ပြပေးဖို့လိုတယ်ဒါဒီနေ့တင်ရဲ့အဓိကအချက်ပဲဟုတ်လားမြင်သာပါတယ်နော်ဒီအခုပြောခဲ့တာတွေအချက်လက်တက်တိတ်အားလည်းပြစရာမလိုပါဘူးဟာအနိုင်တိုက်တဲ့နီးတနီးပါပဲဒါကတော့စာနဲ့ပြီးမှပြန်ဖတ်လည်းဖတ်ပေါ့ဗျာအဲ့လိုမျိုးဒါနောက်ဆက်တွဲတွေကတော့ရှိတာပေါ့ဗျာအုတ်ချုပ်ရေးသူစစ်တပ်အောက်စီရဲ့အုတ်ချုပ်ရေးပြိုပွဲတာတွေကတော့အရှိတန်းတိုက်ပွဲတွေရှုံးတာတဲ့ဖြစ်လာနိုင်ချေပေါ့ဗျာဒါကတော့နည်းနည်းလေးထပ်ပြောပြတာပို့ပြီးနဲ့ဆိုင်တဲ့ပြဿနာကနော်အေယာဝတီတို့စကိုင်းတို့နော်ရခိုင်တွေအမိတ်ပေးကွက်ကဲမှုခွင်းဆက်စစ်ကောက်စီမှာပြိုလဲနေတယ်ခေါင်းတော့ပြန်ထောင်မနိုင်တော့တဲ့အခြေအနေဒါဟာပြန်ပြီးတော့လက်ပြီးတော့ပြင်ဆင်လို့မရတဲ့ကြာဆုံးမှုရှေ့တန်းမှာနော်မိပြတ်သွားတာတဲ့စားနပ်ရိက္ခာပြတ်တောက်သွားတာထက်အနောက်တန်းကနေပြီးတော့အမိတ်ပေးစနစ်ကိုမယုံကြည်တဲ့လုံးဝမရှိတော့တဲ့အခြေအနေကိုမြင်ရတယ်ဒီတော့တက်တည်လည်းပြပေးပါပြီအဲ့ပြုတ်ပွဲမှုဟာဓာတ်ရလက်ကစကိုင်းလိုနေရာတွေမှာတိုက်နေတဲ့3နာရီမှာဘာမှလေကြောင်းပြစ်ကူမလာဘူးအမိတ်ပေးစနစ်ပြက်ပြီးတော့စစ်ကြောင်းမှုတွေတည်ဆောက်ရတယ်လေကြောင်းပြစ်ကူမရှိတော့တဲ့အရှိတန်းကစစ်သားတယောက်ရဲ့ကြောက်စိတ်ဟာတက်တစ်ခုလုံးပြန့်နှံ့ပြီးစိတ်ပိုင်းဆိုင်ရာမြေပြူမှုကြီးဖြစ်လာနိုင်ပါတယ်ဒါအရေးကြီးဆုံးပဲနော်ဒါတခြားဟာတွေကတော့ ARD တို့ဘာလို့ဖက်မှာပြေးတာတွေကတော့ရှိတာပေါ့ဒီတော့တဖြည်းဖြည်းနဲ့အဲ့လိုမျိုးနေရာကိုတော်လိုင်းအင်အားစုတွေကအချိန်နဲ့ဝင်ယူလာတယ်ရခိုင်မှာဆိုရင် A ရ18ခုကနေမြို့နယ်20လောက်ထိတိတ်လာပြီစစ်ကောက်စီအုပ်ချုပ်ရေးရန်တရားပြုတ်ကွဲသွားတယ်အခြေအနေရောက်နေတယ်တနေ့တိုင်းမှာလည်း KNU ကတက်မ၄တို့ဘာလို့ကထီခီတို့မော်တာတို့နဲ့ဇက်ဂိတ်တွေအရေးပါတဲ့ဂိတ်တွေပြန်သိမ်းနေတယ်တစ်ဖက်ကပြည်တော်စုလမ်းမကြီးကိုလက်လော့လိုက်ရတယ်ဆိုပေမဲ့ဒီတော့တောင်ပိုင်းတစ်ခုလုံးကိုစစ်ကောက်စီလေကြောင်းတစ်ခုပဲတိုးလို့ပါတော့တဲ့အခြေအနေဒီတော့အထီးကျန်နယ်မြေလိုမျိုးဖြတ်တောက်ခံရတော့တဲ့အခြေအနေဖြစ်သွားအောင်မယ်စစ်ကောက်စီဟာဆိုလိုချင်တာကနော်ဒီပြုတ်ကွဲမှုဟာဖိုးအောက်ခြေအဆင့်ရဲဘော်တွေမဟုတ်ဘူးအပေါ်အဆင့်အမိတ်ပေးတဲ့နေရာထိတောင်ရောက်နေပြီနော်မန္တလေးပြည်ဦးလေကအဓိကကုတ်ကဲရေးဌာနချုပ်တွေမှာတော့အရာရှိကြီးတွေကြားထဲမှာမယုံကြည်မှုဟာဒီကောင်တွေဘယ်လိုလုပ်လိုက်လဲမသိဘူးအဲ့လိုမျိုးအမိတ်ပေးစနစ်နောက်နေမှုဥဆောင်မှုကွဲပြားတဲ့ပါဝါပေါ်တိုက်မှုတွေဖြစ်လာတယ်ဒါဟာစစ်တပ်တစ်ခုလုံးရဲ့အဓိကအသက်အုံနောက်ရဲ့ပင်မအလုံးလုံးပုံပျက်စီးသွားတာနဲ့တူတူပဲဒါကိုမြင်အောင်ကြည့်ဖို့ပြောချင်တာအဲ့တော့မြင်ဆိုရင်ဝါဒဖြန့်ချီစိတ်ဓာတ်စစ်စင်ရေးတအားသုံးလို့ရတယ်ထိရောက်တယ်တအားထိရောက်တယ်အခုချိန်ကအသင်းတော်ဆိုအချိန်ပဲဟုတ်လားဒါဒီနေ့တည်င်းရဲ့တုတ်တက်ချက်ပါတည်င်းကိုပြောတာမဟုတ်ပါဘူးဒီတော့အဲ့လိုမျိုးပြောလိုက်လို့နောက်တစ်ခါကိုသွားလိုက်ရင်နော်အခုလိုမျိုးပေါ့စစ်တပ်ပြုတ်ကွဲတယ်သူများတွေတုတ်တက်သမားတွေမြင်လာလိမ့်မယ်သူတို့မြင်တာဘယ်လိုမြင်လဲဆိုရင်စီးရီးယားပုံစံမြန်မာနိုင်ငံဖြစ်နေပြီလားပြုတ်ကွဲနေပြီလားနော်balkanization ဖြစ်နေပြီလားပေါ့ဗျာဒီတော့နေရာတိုင်းမှာလက်နက်ကိုက်ဖွဲ့စစ်မျက်နှာအမျိုးမျိုးပြင်ပဩဇာလွှမ်းမိုးမှုဒါတွေကြည့်ပြီးနိုင်ငံဟာအစိမ့်စိမ့်အပေါ်မှာပြိုကွဲပျက်စီးတော့မဲ့ balkanization ဆိုလိုချင်တာကဗဟိုအစိုးရမရှိတဲ့စစ်ပြည်နယ်မြေတွေပေါ့ဗျာကောက်ချက်ဆွဲကြတယ်တကယ်အဲ့ဒီဟာကအလွယ်တကူကောက်ယူလိုက်တဲ့အများစုရဲ့မြင်ကွင်းမှာခုနကလိုမျိုးပေါ့နော်စစ်တပ်ဘာမှလုပ်မနိုင်ရင်ကျွန်တော်တို့က balkan ဖြစ်မဲ့စီးရီးယားဖြစ်မဲ့တစားစီပြိုကွဲမဲ့စီးရီးယားဆိုတာကတိုင်းပြည်ပျက်စီးပြိုကွဲပြီးတော့အဲ့ဒီပျက်စီးဖို့အောက်မှာပိတ်မိနေတဲ့ပုံစံ balkanization ကတော့ Yugoslavia နဲ့တူတယ်ပြိုကွဲနေတဲ့အခြေအနေမတူဘူးစီးရီးယားကကြတော့ပိတ်မိနေတာရုံမထွက်နိုင်တာစီးရီးယားကဘလိုင်းအသေးခံနေရသလိုဖြစ်နေအခုကပြိုတော့ပြိုကွဲတယ်ဒါပေမဲ့ပြန်လဲရှင်တန်လာတဲ့နိုင်ငံအသစ်တစ်ခုဖြစ်တယ်ဟုတ်လားဆိုလိုချင်တာကပြောပြမယ်စီးရီးယားပုံစံခိုင်းနိုင်လို့မရဘူးစီးရီးယားကကြတော့ပျက်စီးပြိုယွင်းပြီးတော့ပိမိနေတာတေဖို့ဖြစ်နေတာသူကနိုင်ငံရေးရအပြင်းထူပြီးတော့အန်ဒီရရှိတဲ့ကောက်ချက်တစ်ခုပဲအဲ့ဒီခိုင်းနိုင်မှုကမြန်မာရဲ့ပฏิပက္ခအရင်ခံအကြောင်းတရားကိုမေ့ထားပြီးတော့ပုတ်တတ်တာဥပမာပေါ့တစားစီဖြစ်နေတာကိုကြီးရချက်နဲ့ကိုပန်းတိုင်းနဲ့ကိုလှုပ်ချင်အောင်လှုပ်နေကြတယ်ပေါ့ဗျာအဲ့လိုထင်နေကြတယ်
ဒါယောဂလက္ခဏာအမိတက်တာဆိုလိုချင်တာကဒီလိုပါအဲ့ဒီအမြင်ဟောင်းရဲ့နော် theory တောက်တက်ချက်ကဗဟိုချုပ်ကင်မှုပျက်စီးခြင်းပြုတ်ကွဲခြင်းကိုအခြေခံလာတာတကယ်ကကျွန်တော်နိုင်ငံမှာကနိုင်ငံပျက်စီးခြင်းဗဟိုချုပ်ကင်မှုပြုတ်ကွဲခြင်းကိုတူတူပဲထင်တာဗဟိုချုပ်ကင်မှုပြုတ်ရင်နိုင်ငံပြုတ်ပြီပေါ့ဟုတ်ဘူးတကယ်ကအဲ့ဒါစစ်တပ်ထိတ်ချုပ်ထားတဲ့အတူရပြည်ထောင်စုကိုအခြေခံပြီးလာတဲ့ဟာကြီးမဟုတ်လားဘဟိုကော့ကဲမှုပြည်ထောင်စုပြုတ်ကွဲတဲ့အားလုံး confederation ဖြစ်လို့ဖြစ်တရုတ်မေဇာတာဖြစ်လို့ဖြစ်ဆိုပြီးထင်နေကြတယ်အဲ့ဒီဟာကိုမားနေတာဆိုလိုချင်တာကဗျာစီးရီးယားပဋိပက္ခတည်ငြိမ်ဖို့ရတဲ့နိုင်ငံတစ်ခုပြည်ရင်းစစ်နဲ့ပြည်ပဆွတ်ဖက်မှုကြောင့်အစိမ့်စိမ့်မကွဲတာမြန်မာပြည်ဟာဘာမှမဟုတ်ဘူးဘယ်တော့မှတကယ်မစုစည်းခဲ့ရသေးဘူး yes or no ဘယ်တော့မှစုစည်းထားလို့လည်းဗမာပြည်ပြိုကွဲရအောင်ပြောရအောင်ပါမဟုတ်လားဗမာပြည်ကဘယ်တော့မှပြည်ထောင်စုတွေနဲ့တိုင်းပြည်ပြိုကွဲရပြောရလောက်အောင်ဘယ်တော့စုထားလို့လဲဘယ်တော့မှမစုစည်းရသေးဘူးလေဗျာဒါဟာတိုင်းသားပဋိပက္ခမဟုတ်ဘူးကျွန်တော်ပြောတဲ့ဗဟိုစနစ်နဲ့ Federal စနစ်ကြားကစစ်ပွဲလက်ရှိတော်လှန်ရေးလုပ်လို့နိုင်ငံဖြိုခွဲတာမဟုတ်ဘူးနှစ်90ကျော်ဖိနှိပ်ထားတဲ့စစ်အာဏာရှင်စနစ်ကြဆုံးနေတဲ့ဗဟိုချုပ်ကိုင်မှုကိုတရားဝင်ဖြိုချနေတာကျွန်တော်ပြောပြီးတိုက်နေတာဟာစစ်တပ်စစ်အာဏာရှင်မဟုတ်ဘူးဗဟိုချုပ်ကိုင်မှုကိုတိုက်နေတာလို့ကျွန်တော်ပြောတယ်မဟုတ်လားဗဟိုချုပ်ကိုင်မှုပြိုကျတာနဲ့တိုင်းပြည်ပြိုကွဲနေပါပြီတစားတည်ပြင်းနေပါပြီပြောလို့မရဘူးအဲ့ဒါကိုမို့ထက်လဲအဲ့ဒါ TNA လဲ MNDA လဲနော်အာမတန်လို့ short ပေးလိုက်ရတာလေဗျာသူတို့စိတ်ပါလက်ပါနဲ့သွားတာမဟုတ်ဘူးအခုမိုးကုတ်မိုးမိတ်နည်းနည်းပြောချင်တယ်နော်ဒီဟာပြီးရင်ပြောမယ်သူတို့တွေဟာငါတို့လိုတာရပြီစုပ်ပေးတော့မယ်ဆိုပြီးတော့ပြောရွှင်ကြည်နက်နဲ့စုပ်သွားတာမဟုတ်ဘူးဖိအားတအားပေးလို့စုပ်ရတာပြီးမှဆက်ပြောမယ်နေဒါလေးဖြတ်လိုက်အောင်မယ်နော်ကိုမိုးထက်မေးတာတော်တော်မှန်တယ်အဲ့ဒါကိုကျွန်တော်မိုးကုတ်မိုးမိတ်နဲ့ဥပမာပေးမယ်အခုပြောချင်တာကစီးရီးယားနဲ့နိုင်လို့မရဘူးယူကိုစလာဗီးယားပြုတ်ကွဲမှုနဲ့ဆိုရင်တော့မှန်တယ်ဗျဒါပေမဲ့ဒီတက်ပို့ကြတဲ့ပို့ပြီးတိကျတဲ့ဥပမာကကျွန်တော်တို့ဟာပြုတ်ကွဲတာတွေပြည့်စည်တာတွေမဟုတ်ဘူးနိုင်ငံတစ်ခုမွေးဖွားတာဟုတ်လားနိုင်ငံတစ်ခုမွေးဖွားတာတိုက်ဟောင်းကြီးတစ်ခုကိုဖြိုချပြီးတိုက်တဲ့ဆောက်ဖို့ကြိုးစားနေတာစီးရီးယားဆိုတာကတိုက်ပြိုကြပြီးတော့အုပ်ပုတ်ထဲမှာပိတ်မိနေတာမတူဘူးစီးရီးယားကဆန့်ငင်ဖြစ်နေတာမြန်မာပြည်ကအုပ်ပုတ်ထဲပိတ်မိနေတာမဟုတ်ဘူးသူကလည်းသူလုံနေတဲ့တိုင်းသားတွေရှိတယ်လေပြီးတော့မြန်မာပြည်အခြေအနေကတနည်းအားဖြင့် confederation ပုံစံဆင်းတဲ့ဆိုပေမဲ့ဒါဟာအစ federal ပြည်ထောင်စုဆိုတဲ့ design အသစ်တစ်ခုကိုအဟောင်းကိုဖြိုပြီးတော့စတင်တွန်းလှန်ပုတ်ဖော်နေတဲ့ပုံစံအဲ့လိုမျိုးပြောရမှာအဲ့လိုမျိုးမှန်ပြိုကွဲတာတော့မှန်တယ်လေအစကတည်းကစုမစုစည်းထားတာဒီတော့ EAO တွေကကိုယ်ပိုင်နယ်မြေတွေခွဲယူနေကြတာမဟုတ်ဘူးလားဘာညာနဲ့မေးလိုက်မယ် EAO တွေအဲ့လိုမျိုးအကြောင်းတရားအဲ့ဒါကအကြောင်းပြချက်တစ်ခုလည်းမဟုတ်ဘူးအကြောင်းတရားလည်းမဟုတ်ဘူးဘဟိုချုပ်ကင်ထားတဲ့စစ်အာဏာရှင်စနစ်ပြိုကွဲမှုရဲ့အကျိုးဆက်မဟုတ်လားဒါကဘဟိုပြိုကွဲလာလို့သူကတီဆောက်လာရတဲ့အကျိုးဆက်ပဲလေသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့် autonomy တောင်းဆိုမှုကနိုင်ငံကိုခွဲထွက်ဖို့မဟုတ်ဘူးစစ်တပ်ရဲ့စစ်အာဏာရှင်ရဲ့ရက်ဆက်တဲ့ဗမာ elite တွေရဲ့ရက်ဆက်တဲ့ဘဟိုချုပ်ကင်မှုအောက်ကလွတ်မြောက်ဖို့သူတို့တီဆောက်တဲ့ကာကွယ်ရန်တရားတစ်ခုလေဗျာဘာမှမဆိုင်ပါဘူးနော်သူတို့တချို့တွေ Federal Democracy ပဋိညာဉ်မှာတော့ပါသေးတာပဲဒါဟာစုဖွဲ့ခြင်းနဲ့စိတ်ရှိတာကိုတက်တည်ပြနေတာဒီတော့ကျွန်တော်ပြောချင်တာကရှင်းရှင်းလေးပါတကယ်အန်ဒီရကအစိတ်မော့မှာကွဲတော့တဲ့ balkanization မဟုတ်ပါဘူးတကယ်အန်ဒီရကနော်ကျွန်တော်တို့အဲ့ဒါကိုအသက်အတန်ပြုပြင်ရင်းနဲ့ပြန်ပေါ်လာမဲ့ဘောဟိုချုပ်ကင်မှုစနစ်အသစ်တစ်ခုပြန်ပေါ်လာမှာကိုစိုးရိမ်ရမှာဒါမှမဟုတ်လေ Federal စနစ်တည်ဆောက်မှုနော်တည်ဆောက်မှုရုပ်ကံရတာကိုခက်ခဲတာကိုစိုးရိမ်ရမှာတတိထားမှာပြိုကွဲတာကကြားတဲ့လောက်ပြိုစီးရီးယားဆိုတဲ့စကားလုံးကလည်းကြောက်စရာမဟုတ်ဘူးအတိတ်ကအတူရောင်စုစည်းထားတဲ့ပြည်ထောင်စုနဲ့ခြေခံပြီးတော့ပြောတာအဲ့ဒါပြန်လွမ်းနေတာအရင်ဟာကိုနိုင်ငံအမှန်တကယ်စုစည်းနိုင်မဲ့တစ်ခုတည်းသောလမ်းကြောင်းဖြစ်တဲ့ကျွန်တော်တို့ Federal စနစ်တည်ဆောက်ရေးအခက်အခက်တာနော်အဲ့ဒါကိုရင်ဆိုင်မလားဆိုတာအဖြေကိုရွေးရမှာခုနကပြောတဲ့ကိုမိုးထက်ပြောတဲ့ဥစ္စာကျွန်တော်ပြောပြမယ်ကျွန်တော်တို့ MNDA ကကျွန်တော်ဟိုတနေ့ကလည်းပြောပါတယ်လာရှိုးတို့တီပေါ်တို့sorry တိတ်နီတို့ဘာကျိုးမှသူတို့ထိထားတယ်မပေးဘူးနော်လာရှိုးနောက်မှလည်းကျွန်တော်ပြောပြီးကတ်ပြီးတော့ထားတာလေအတက်တွေကိုမဆုပ်ဘူးတီပေါ်တရားတွေပါတွေမှာလုံးဝပိတ်ထားတယ်တ
တင်းမာနေတယ်နော်ဒီဘက်ကနေပြီးတော့ကုမင်းမှာ MNDAA တို့နဲ့ဆွေးနွေးပြီးတော့တရုတ်စီမှာတောင်းပေးခဲ့တဲ့စစ်ကောင်စီဘက်ကအရာရှိကိုယ်တိုင်လာညှိတာမရဘူးတင်းမာတယ်ဆိုလို့ချင်တာကလာရှိုးဟာလည်းသူတို့ပြန်ပေးချင်လို့ပေးလိုက်ရတာမျိုးမဟုတ်ဘူးနော်တရုတ်ကအသက်တန်မပေးရင်ပယ်ဆောက်ချိန်တို့လောက်ထိဖြစ်သွားမယ်ဆိုတော့ဥဖုတ်တက်ရှင်စိတ်ကူခိုင်းထားတဲ့ဆိုတော့အဆင့်ထိလုံးလို့အများကြီးပဲသူတို့ရဲ့ကိုကန့်တက်ပြက်စီးစေတဲ့အထိဖိအားပေးလို့လောက်လိုက်တာဘီယာအိုင်လန်ကြားပေါ်မှာလည်းဖြစ်လို့တရုတ်ကသူ့ကိုပြန်ပြီးဖိအားပေးတော့မယ်ဆိုတော့တီးလို့လောက်တာ TNLA လက်ထုံနီးလက်ကောင်းပဲနော်ဒါပေမဲ့သူတို့လိုအပ်ချက်တွေတော့ရှိတာပေါ့တေချာပေါက်ရှိတယ် TNLA ဆိုရင်မခန့်ချေစိတ်နဲ့စူးစမ်းလာပြီးတော့တကယ်အောင်မြင်မှုရတဲ့အချိန်မှာအဲ့ဒီမခန့်ချေစိတ်ကိုတည်ငြိမ်တဲ့အုပ်ချုပ်ရေးနဲ့နော်ကိုကဲမှုစနစ်ဖက်ကိုမတော်သေးဘဲနဲ့တင်းမာတဲ့ပြောဆိုစကားသဘောထားတွေပေါ်လာတယ်အဲ့လိုမျိုးနဲ့ပေါ်တိုက်ကြတာရှိတယ်ဒါပေမဲ့တစ်ဖက်ပြန်ကြည့်လဲနော်သူတို့ရဲ့ကူညီထောက်ပံ့ပေးထားမှုတွေလည်းပြန်ကြည့်သင့်တယ်သူတို့တင် जा ပေးထားတယ်သူတို့သိစီရမိတဲ့လက်နက်ခဲရတွေပြန်မြောက်ပေးတယ်သူတို့မပေးရင်ခင်ဗျားတို့ကျွန်တော်တို့ကဘာနဲ့တိုက်မှာမို့လို့လဲနော်ဒီတော့ TNLA ကိုကျွန်တော်ဟိုတနေ့ကပြောခဲ့တာမှတ်မိမဲ့ထင်တယ်ကျွန်တော်တို့25ပြန်ဆုံးမယ်ပေါ့20ပြန်ဆုံးမယ်ပေါ့15ရက်နေ့ဆွေးနွေးပွဲကိုကြည့်ရမှာမနေ့ဖြတ်အောင်စောင့်ကြည့်တင်တာကအဲ့ဒါ TNLA တို့တတိထားသိချင်တာက TNLA တို့ပြောချင်တာကနော် TNLA တို့ဖွင့်ပေးမှစစ်ကောက်စီရောက်လာမှာမိုးကုတ်မိုးမိတ်ကိုဘာဖြစ်လဲဆိုရင်နိုဝင်ဘာ2025ရက်နေ့နောက်ဆုံးဆိုပြီးတော့မိုးမိတ်ကထွက်မဲ့မိုးကုတ်ကထွက်မဲ့ဆိုပြီးတည်င်းနေကြားတယ်မိုးကုတ်က20တော့မသိဘူးမိုးမိတ်က25ဒီတော့မိုးမိတ်ကိုပြောရမှာနော်တကယ်အလားစကမရဲ့ဒီမြပိုင်းတိုင်းစစ်ဌာနချုပ်မပခဧရိယာကချင်ဧရိယာနဲ့ထိနေတယ်ဒီကယ်တော့ကျွန်တော်တို့ရွှေလီမြစ်တစ်ခုခံမယ်ပေါ့ဗျာရွှေလီမြစ်တစ်ဖက်မဘိတ်တော့ကချင်ရဲ့တမဟာလေးလာမသိအဲ့မှာလှူရှားတာပြီးတော့ကချင်ရဲ့မဘိတ်နဲ့ဆက်ဆက်နေတဲ့မန်စီဒေတာတကြော KIA ထိုက်ထားတယ်ဆိုလို့ချင်တာကအဲ့လမ်းကြီးစစ်ကောင်စီမိုးမိတ်ဝင်လို့မရဘူးနော်မိုးကောကတော့ဘယ်လိုလောင်လဲဒီမိုးမိတ်ဟာ KIA တမဟာလေးတိုက်ရင်းဆိုရင်34 လှူရှားတဲ့နေရမိုးမိတ်ရဲ့အရှိတ်ဘက်မှာပြန်ကြည့်မန်ပတ်ရှိတယ်အနောက်ဘက်မှာဘော်ဒေးလို့ခေါ်တဲ့မကြီးပင်လမ်းကြောင်းတကြောရှိတယ်အဲ့မှာ KPDF တွေရှိတယ်ကချင်နဲ့လက်အောက်ခံပြီးတော့တူထိုင်နေတာအဲ့ဘော်ဒေးမှာတခြားဖွဲ့တွေအများကြီးရှိတယ်ဥပမာ ABSDF KPDF SSPP KIA TNLA အားလို့ရှိတယ်အဲ့ဒီကျွန်တော်တို့မကြီးပင်လမ်းကြောင်းတကြောမှာနော်ဒီမန်ပတ်အနောက်ဘက်နေရာမှာပြီးတော့ရွှေလီမြစ်ဘာညာမန်စီတွေနားမှာပေါ့ဆိုလိုချင်တာကမိုးမိတ်ကွင်အနီးဆုံးမှာရှိနေတယ်မိုးမိတ်ကိုအဲ့ဖက်ကနေလောကစစ်ကောက်စီတက်လို့မရဘူးမိုးမိတ်ကိုစစ်ကောက်စီဝင်လာနိုင်တဲ့လမ်းကြောင်းကမြေပုံရဆိုရင်ပေါ့နော်အားလုံးလည်းသိမှာပါမိုးကုတ်မိုးမိတ်မြေပုံကကတ်နေတာပဲနံပါတ်1ကအနောက်ဖက်ကျွန်တော်တို့တက်ကခ73လို့ခေါ်တဲ့တွင်းငယ်ဖက်ကနေလောက်နိုင်တယ်တွင်းငယ်မှာကတကယ်က PLA တို့အားကောင်းတယ်နောက် PDF ရှိမယ် ABSDF တို့ရှိမယ်တွင်းငယ်ဖက်မှာစူဖက်မှုကောင်းတယ်မကြီးပင်လမ်းကြောင်းတကြောမှာကတော့အင်အားအများကြီးပဲเนาะ ABSDF SSPP KPDF KIA TNLA အားလို့ရှိတယ်အဲ့ဒီမကြီးပင်ကြောမှာအဲ့ဒါကဘော်ဒေးဖက်မှာပေါ့เนาะအဲ့မှာအသင်းရှိနေတယ်သူတို့ထိုင်ထားပြီးသားနောက်တစ်ချက်လာမဲ့လမ်းကြောင်းကအရှိဖက်ကနေပြန်ကြည့်ရင်တော့ကြောင်မဲမိုင်းငေါ့မန်းပတ်လမ်းကြောင်မဲလမ်းကြောင်းပေါ့အဲ့ဒီမန်းပတ်ဖက်မှာတော့ KIA ရဲ့တန်ရဲ34ရှိတယ်မှာရောက်ဖပါဖြစ်တယ်ဆိုရန်ဖြစ်ကြတဲ့ပွဲပေါ့ဗျာ TNLA တို့နဲ့အဲ့တော့မျိုးလမ်းကြောင်းရှိတယ်အဲ့တော့အဲ့ဖက်ကကြောင်မဲဖက်ကမိုင်းငေါ့လမ်းကလည်းတိတ်မသိချဘူးအနောက်တောင်ဖက်ကဆိုရင်တော့ဒီကြောင်မဲမှာနှစ်လမ်းရှိတယ်မိုင်းလောက်တာမိုးကုတ်လမ်းအဲ့ဒါက TNLA ရဲ့အခုပြန်ဆုတ်ထွက်သွားတဲ့လမ်းကြောင်းသူတို့ထိချုပ်ထားတဲ့လမ်းကြောင်းဟပေးရမှာအဲ့ဒီရဲ့ဟိုဘက်မိုးကုတ်ဖက်မှာက MDY-PDF နဲ့မိုးကုတ် PDF တို့ရှိမယ် MDY-PDF ရှိမယ်နောက်တစ်ခုလမ်းကြောင်းကအမြေပုံမှာကြည့်လိုက်အရှိမြောက်ဖက်ဒါမုံဝီကနေလာမှာเนาะအဲ့ဒီမုံဝီကအခုဆိုရင်တော့ဒါအရင်တော့အဲ့ဒါက NDAA တို့အဲ့ဘက်မှာလှုပ်ရှားမှုရှိတယ်เนาะအခုတော့ NDAA တို့ဗာလဲဟိုဘကဘခက်တော့ဗောဗျာအခုတော့မဟုတ်ဘူးဒီတော့မိုးမိတ်ကိုဆိုလိုချင်တာကစစ်ကောက်စီစစ်ကြောင်းတွေမိုးမိတ်ကိုလမ်းကြောင်းဥပမာပေါ့အရှိဖက်ကြောင်မဲမိုင်းငေါ့လမ်းเนาะနောက်ဖက်ကြောင်မဲအနောက်တောက်ဖက်ကြောင်မဲမိုင်းလုံးမိုးကုတ်လမ်းအဲ့တော့ TNI ကွင် MDY-PDF တို့ကွင်နောက်နံပါတ်4ကတော့မိုးဝီလမ်းအဲ့၄ကြောင်းကနေလာမယ်ဆိုရင် TNLA တို့စောက်သွားပြီးတော့လမ်းဖက်ပေးမှဝင်လို့ရတဲ့အနေထားမိုးမိတ်ကိုမိုးကုတ်ဖက်ကနေပြီးတော့တက်မဲ့တကြောင်ရှိမယ် MDY-PDF တို့ရှိတယ်ပေါ့ဗျာသူတို့စကန်တွေဒီတော့ဆိုလိုချင်တာက TNLA အဲ့ဒီလောက်ထိစောက်တာလားအဲ့ဒီနားမှာထိုင်နားမှာလားဆိုတာနဲ့စကားပြောတယ်
အဲ့လောက်ဒီဆုပ်အဲ့နောက်မှာပဲထိုင်သူတို့ဟပေးတာနော်ခေါ်သွင်းတာတော့မဟုတ်ဘူးဟပေးလိုက်တာနဲ့ဝင်လို့ရတယ်အဲ့ခါကျရင်ပြဿနာကြီးပြီမုံမိတ်ကိုစစ်ကောက်စီစစ်ကြောင်းတွေလမ်းကြောင်းကျွန်တော်ပြောခဲ့တဲ့လမ်းကြောင်းတွေတက်လာမယ်ဆိုရင် TNA ဖွင့်ရတော့မယ်ဆိုရင် TNA နဲ့အပြည့်ရဲ့သဘောတူညီချက်မှာပထမဦးဆုံးကျွန်တော်တို့အောက်တိုဘာ29 30သဘောတူညီချက်မှာပါတာကရောက်ရနေရအရက်မှာရပ်ထားမယ်စောက်တော့တက်တာမပေါ့ဘူးနော်ရောက်ရအရက်မှာ TNA နဲ့စစ်ကောက်စီတက်တွေရပ်ထားနော်အဲ့လိုပဲပါတယ်နော်ဒီ15ရက်နေ့မနေ့ဖြတ်မှာဆိုရင်တော့ဘယ်လိုလာမလဲမသိဘူးဘယ်လိုစောက်ရမလဲဘယ်လိုခွာပေးရမလဲဆိုတဲ့ဥစ္စာညှိမဲ့ထင်တယ်အခုဒီမနေ့ဖြတ်ပေါ့နော်ဒီတော့အဲ့ဒီဟာက TNA သာအဲ့ဒီလမ်းကြောင်းကိုသဘောတူပြီးတော့ဖွင့်ပေးလိုက်မယ်ဆိုရင်တေချာပေါက်နော်စောက်လက်စောက်ရသေးတယ်တိုင်းရင်းသားပြည်သူတွေတော်လိုင်းအင်အားစုတွေရဲ့အမုန်းဆွဆွဲချက်အမျိုးမျိုးခံရတယ်တကယ်တော့ကျွန်တော် TNA ကိုမဆွဆွဲဘူးအမျိုးမျိုးခံရတယ်အခုတစ်ခါထပ်ပြီးတော့ဟပေးလိုက်ရင်တော့ဒုက္ခနာပြီနေပြီးဆုံးရှုံးမဲ့တပ်ပေါင်းစုမဟာမိတ်တွေကြားထဲမှာကြည်ဖောက်တာအထိလူဆိုးဖြစ်ကိုရောက်သွားမှာပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားမယ်တတွေးခွက်လည်းမျောသွားလိမ့်မယ်ရစီရတာရှိမှာမဟုတ်ဘူးခေါ်သွင်းတာပဲဖြစ်ဖြစ်ဟပေးလိုက်တာပဲဖြစ်ဖြစ် TNA ဟာနော်အဖက်ဆယ်ရခတ်သွားတဲ့အခြေအနေထိရောက်သွားနိုင်တယ်ဒီတော့ဆိုလိုချင်တာကအပြောတော့မစောပဲနဲ့ TNA ဆွဆွဲနေရလဲကြီးပါအောင်ခင်ဗျားတို့တွေကလည်းနော်တမင်တကာကိုဟပေးချင်စိတ်ဖြစ်အောင်ကိုစစ်ကောက်စီဝင်လို့ရအောင်ဟပေးလိုက်အောင်ကိုမှပဲပြောတတ်နေတာခင်ဗျားတို့တွေထိတ်ပြီးပြောတဲ့တယ်အဖေကဒီလကုတ်ထိစောင့်ကြည့်တဲ့တယ်နိုဝင်ဘာ25အပြီးမှသိမှာအဲ့ဒီခါကျမှပြောတော့တမျိုးမဟုတ်လားအခုကကိုကန့်နေရလဲအဲ့လိုပဲဖိအားအရဟပေးတာတော့လုံချိုကြီးယူပေးရတာတော့လာရှိုးဝင်ဖို့ဒါပေမဲ့ကျွန်တော်တို့စထွက်ချင်းမှကိုပဲလာရှိုးနားမှာပတ်ဝိုင်းပြီးတော့နေနေတာဒီလိုလေးသူကသူစစ်ကောက်စီဝင်သွားတာပဲဘာမှလုပ်လို့မရဘူးရှင်းပြောရင်ကြိုက်တဲ့အချိန်ရိုက်တက်ပြီးတော့ချက်စားလို့ရတဲ့ချင်းတွေကကြက်တွေဝိုင်းလာတဲ့ပုံစံကအခုလည်းအဲ့ဒီလိုပဲထားတာပဲဒီတော့ဆွေးနွေးပွဲကတော့ဘယ်လိုစုံမလဲဘယ်လိုခေါ်မလဲပါညာတွေကစစ်ကောက်စီကတရုတ်ကနေတစ်ဆင့်နော်ဟိုအကူတကြီးနဲ့ဆုတ်ခိုင်းတောင်းမှာပဲလေတောင်းမှာပဲဒါပေမဲ့တောင်းလို့ပေးတာမှမဟုတ်တာ TNA ကိုဖိအားပေးလို့မခရတော့တဲ့အခြေအနေမှာပါဆုတ်ရတော့လေနော်ဒီတော့စောင့်ကြည့်ရမယ့်အခြေအနေကိုစောင့်ကြည့်သင့်ပါတယ်မပြီးသေးပါဘူးဒီပေါ်မှာခုနကမေးတဲ့ဥစ္စာကစစ်ကောက်စီဘက်ကအဲ့လိုမျိုးဟာကဗျဂျားထဲမှာဟာကွက်တွေရှိနေတယ်ဘယ်လိုလဲဆိုရင် TNA တို့ MNDA တို့နော်ဥပမာပေါ်မူဆယ်တို့ဘာတို့မသိမ့်နဲ့လည်းမပြောဘူးသိမ့်လို့လည်းမပြောဘူးဝိုင်းထားတာပဲနော်သူတို့ကိုယ်တိုင်နားမလည်ဖြစ်နေတယ်ဆိုတာပြဿနာအဲ့ဒီဘာလဲကျွန်တော်ပြောတာကဟိုဆွဆွဲတဲ့ကောင်တွေပြောတာနော် live မှာအသေးပဲ TNA ရတရုတ်မွေးသားသား TNA ဟာ KIA ရဲ့ဟို Federal Democracy Army အောက်တိုက်နေတဲ့တော်လှန်ရေးအနောက်ကနေဓာတ်နဲ့ထိုးအဲ့လောက်ထိပြောတာကျွန်တော်ကမပြောစီချင်ဘူးကျွန်တော်လည်းမပြောဘူးသူတို့အခက်ခဲပါရှိတယ်ဆိုတာစဉ်းစားပေးရမှာဘယ်လိုပဲပြောဒါအတိုင်းသားမဟာမိတ်တွေဒါပေမဲ့လူမျိုးရေးအတ္တအစွဲရတော့ရှိကိုရှိတယ်နော်ရှမ်းပြည်နယ်မှာ TNA အဲ့ဒီပလောင်နယ်မြေကိုသူတို့ကတကယ်ကတော့တော်လာရေးတက်တွေအလုံးဟာနော်အဲ့ဒီဟာအတွက်ပဲတိုက်ကြတာခင်ဗျားတို့ကပလောင်နယ်မြေကိုစိတ်နိုင်ပြီးတာနဲ့သူ့နယ်မြေသူနိုင်ပြီးသွားတာနဲ့ပြောလို့ဆိုပြီးတော့အကြောင်းပြချက်နဲ့ TNA ကိုဆွတ်ဆွဲတယ်ဘယ်သူကများသူတို့ပြည်နယ်အတွက်ဦးစားပေးမလုပ်လို့လဲမဟုတ်လားသူတို့ပြည်နယ်အတွက်ဦးစားပေးလုပ်တယ်ဒါပေမဲ့သူတို့စကားကြမ်းတမ်းတယ် TNA တို့ပြောတယ်ငါတို့တိုက်ထားတဲ့နယ်မြေငါတို့ပလောင်နယ်မြေမရှိဘူးလို့ပြောတော့တအားစိတ်ဆိုးတယ်တစ်ဖက်က KIA ရဲဘော်တွေကဘူတိကုန်းတိနဲ့စတာလေပလောင်နယ်မြေမရှိဘူးဘာနဲ့ကင်ပြောလို့လဲ2008ဖွဲ့စည်းပုံကလာတဲ့တိုင်းနယ်ပြည်နယ်14ခုနဲ့ပြောတယ်လေပြောတော့တော်လိုင်းလုံးနေတာကဒါကိုလုံးနေတာကင်ပြောတာက2008ကလာတဲ့တိုင်းနယ်ပြည်နယ်14ခုထဲမှာပလောင်မပါဘူးဆိုပြီးတော့အဲ့လောက်အခြေခံပြီးယူပြောတယ်အဲ့တော့ပြဿနာဖြစ်ကြတာပေါ့2008တော်လာနေတာစစ်ကောက်စီတော်လာနေတာစစ်ကောက်စီရဲ့မြေပုံထဲမှာပါလို့လားဗမာလည်းပလာပြည်နယ်တတ်မှတ်ထားတာဆိုပြီးပြောမှတော့ပြဿနာတက်ပြီပေါ့ရန်သူရဲ့ဥစ္စာကိုစကားများတဲ့ခါမှာနိုင်ပြီးတော့နိုင်ဖို့အတွက်ယူပြောတော့စိတ်ဆိုးမှာပေါ့ကျွန်တော်တခါတင်ပြတယ်လေစိတ်ဆိုးလို့ခေါ်မိတာရဲဘော်တရားအရာရှိတရားကလာမင်းပြောဗမာပလာပြည်နယ်မရှိလို့ပြောတာမင်းလားဆိုပြီးတော့မေးတယ်လေစိတ်ဆိုးတာပေါ့မခံချင်အောင်စွာတော့နဲ့တူတယ်လေTNA ရလည်းမဟုတ်ဘူးပြဿနာတွေက TNA ရတယ်အမှန်တမ်းပြောကျန်းတဲ့ရိုက်ဆိုင်တဲ့မှန်းပါတယ်ဒါပေမဲ့နောက်လည်းပေးတင်ပါတယ်လို့ပဲထားပါတယ်ဘာဖြစ်လို့ဆိုရင်နော်သူတို့ပတ်လက်မှာကလည်းစော်ကားခံရတော့ကြီးပဲနော် SSPP ကစော်ကားလိုက်
အဲ့လိုမျိုးပေါ့ဗျာအများနဲ့ခံနေရတာပြီးတော့သူတို့မှလည်းအနာရီပါပဲဗျာဒါပေမဲ့သူတို့အများကြီးသူတို့လည်းရင်းကျက်ဖို့လို့သေးတယ်နိုင်ငံရေးရင်းကျက်မှုပဲလို့တော့ပေါ့အဲ့လောက်ပဲပြောချင်တာကျွန်တော်တခြားတော့မပြောချင်ဘူးမဆိုးလားမလုံလားဆိုလွန်လာပေါ့တရားအိမ်လည်းလွန်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကအဖြစ်တာမရှိသေးပါဘူးဗျာကျွန်တော်တို့ကတအားပြောလို့တော့မရပါဘူး KIA ဖက်ကတော့ပြောတာတော့တပိုင်းပေါ့ကျွန်တော်တို့ PGS အနေနဲ့မပြောသင့်ဘူး